ကောင်းကိုအမြဲတွေ့မြင်စေတဲ့သူငါဝိညာဉ်ကိုအားတဲ့ဖြစ်ပေသူ နာမတော်လုံးငါတရားလမ်းတဲ့၌တွေ့ဆောင်တော်မူ၏လမ်းတာနဲ့တောင်းဝေတော်သည်ကျွန်တော်ကိုချမ်းသာစေပါ၏ထာဝရဘုရားသည်ငါ၏သူထင်ရှင်ဖြစ်တော်မူ၏စိတ်လမ်းတော်ရန်၌ကျွန်တော်ကိုအိတ်စေတော်မူမိုင်ပေါင်းများစွာကိုလမ်းပြောင်းလျှောက်သွားတော့လေရှာတွေ့ခဲ့သူကျွန်တော်ဤသူထိန်ရှင်ဖယာဒီနိုနဲ့အတူရှိတော်မူသည်ဖြစ်၍ရန်သူတို့ရှိမှကျွန်တော်ဘုစပွဲကိုခင်တော်မူ၏နေသောမောင်မိုက်ဒီလန်ကိုကျွန်တော်ဒီမကြောက်ပါကိုရောအားကျွန်တော်ကိုစောင့်ရှောက်ပြီးရှောက်သွားတော့လေရှာတွေ့ခဲ့သူကျွန်တော်ဤသူထိန်ရှင်ဖယာထာဝရဘုရားသည်ငါဤသူထိန်ရှင်ဖြစ်တော်မူ၏စိတ်လမ်းသောရန်၌ကျွန်တော်ကိုအိတ်စေတော်မူ၏ရှာတွေ့ခဲ့သူကျွန်တော်ဤသူထိန်ရှင်ဖယာကျွန်တော်ဤသူထိန်ရှင်ဖယာ